အချို့ကလည်းအရိဋ္ဌံဝင်တဲ့သားရဲ့သမီးတွေပြောတယ်ပရိယဘလို့စိတ်ရမလဲပေါ့လေဘာကြီးအကြက်ကတော့သားသမီးတွေအရိဋ္ဌံဝင်တယ်ဆိုတော့ဂါရာအရှိကြီးတွေကိုဘယ်နေ့မှဘယ်နှခေါက်ရုပ်ဘယ်နေ့မှဘယ်နှခေါက်ရုပ်ဆိုတာမျိုးတော့အာမပေးဘူးပေါ့နော်စိတ်တွေမတည်ငြိမ်လို့စိတ်တည်ငြိမ်အောင်ဘာကြီးရဲ့ပရိစိတ်ချင်းနဲ့ဘလို့ပရိမျိုးစိတ်ရမလဲအချို့ကလည်းအရိဋ္ဌံဝင်တဲ့သားရဲ့သမီးတွေပြောတယ်ပရိယဘလို့စိတ်ရမလဲပေါ့လေဘာကြီးအကြက်ကတော့သားသမီးတွေအရိဋ္ဌံဝင်တယ်ဆိုတော့ဂါရာအရှိကြီးတွေကိုဘယ်နေ့မှဘယ်နှခေါက်ရုပ်ဘယ်နေ့မှဘယ်နှခေါက်ရုပ်ဆိုတာမျိုးတော့အာမပေးဘူးပေါ့နော်ဂါရာအရှိကြီးတွေကဟိုတုန်းကထွက်ရပေါက်ပုဂ္ဂိုလ်ကြီးတွေရွတ်ခဲ့တာဖြစ်တယ်ကားတို့သမီးတို့ဘာကြီးတို့အနေနဲ့တော့နုနယ်သေးတဲ့အတွက်ဂါရာအရှိကြီးတွေကိုရွတ်ရင်တမာရီအားမကောင်းပါဘူးလို့နော်ဥပမာကွာဂုံတော်ဆိုရင်လည်းဂုံတော်ဣတိပိတောဘဂဝါအရဟံတမ္မာသောဝိသသံတမ္မာသောအရှိကြီးတွေရွတ်နေရလို့ရှိရင်တမာရီအားမကောင်းတော့အရှိနဲ့နောက်နဲ့မှတ်နေရတယ်အပတ်ကြီးတွေမှတ်နေရတယ်အဲ့တော့တဏှကုံဂုံတော်ရွတ်မယ်ဆိုရင်လည်းအရဟံ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 ဆိုပြီးဒါလေးကိုပတိလေးကိုစိတ်မျက်စိကကြည့်ပြီးတော့ပတိလေးကိုစိတ်ထဲမှာပဲကြည့်ပြီးတော့အရဟံအရဟံဝဲမှတ်နေပါဒါဆိုရင်တမာရီအားကောင်းလာလိမ့်မယ်ဒါဆိုရင်သားသမီးတို့တမာရီအားကောင်းလာတာနဲ့အမှန်ကိုမြင်လာမယ်လုတ်သမျှတွေအောင်မြင်လာမယ်နော်ဒါမှမဟုတ်လဲအချွတ်ကြောင့်လဲအရဟံသိတိ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 ပေါ့နော်အရဟံသိတိဆိုပတိတုံးချဒါဆိုရင်လည်းမဆိုးသေးဘူးနော်အချွတ်ကဂါရာကိုဘလောက်ရှည်အောင်ရွတ်ဘယ်နေ့မှဘလောက်ရွတ်ဆိုတာမျိုးတတ်မှတ်ထားတာကြတော့ငါဘယ်နေ့ရောက်နေပြီဒီဘယ်နှပတ်ရွတ်ရမယ်ဟာဘယ်တစ်ခေါက်ရှိသွားပြီနဲ့စိတ်ထဲမှာမှတ်နေတာတမာရီအားတမာရီပြက်ပြားပါလေနော်ပရိစိတ်တယ်ဆိုတော့တမာရီရအောင်စိတ်တာဖြစ်တဲ့အတွက်ကိုမနိုင်နာကြီးတွေကိုလုပ်လို့ရှိရင်တမာရီပြက်ပါတယ်တမာရီပြက်တာဘယ်လောက်ကြီးဆိုလဲဆိုရင်အချို့ဆိုရင်တမာရီပြက်ရင်ယူတတ်တယ်နော်ဒါမှမဟုတ်တမာရီရအောင်အတူနီးလေးပဲစိတ်သိကျင်ပါတယ်ဘာကြီးကကိုလေးလေးကိုပြောပြရင်ဖြစ်ပါတယ်ပါကျုပ်ဆရာတော်ကြီးကလည်းဟောဘူးပါတယ်နော်အဲ့အရိဋ္ဌံပတိစိတ်မယ်ဆိုရင်ဘယ်နေ့ဘယ်နှပတ်ဘယ်နေ့ဘယ်နှပတ်နဲ့မှတ်နေရတာနဲ့အဲ့တမာရီမရတော့ဘူးတဲ့ဒါမှမဟုတ်ဘယ်နှပတ်ရကျင်လဲရကိုအားတော့ကိုရတော့စိတ်လိုက်မယ်ကွာနော်စိတ်နိုင်လေအကျိုးရှိတယ်ပဲရွတ်တစ်ဖက်ပူဇော်နိုင်လေအကျိုးရှိတယ်ပဲဖြစ်ပါတယ်ဘယ်နှပတ်ရမှဘယ်လောက်ရမှဆိုတဲ့ဟာကတော့တမာရီနဲ့တော့မသက်ဆိုင်ပါဘူးလို့အဲ့ဒါလေးကိုပြောပြရင်ဖြစ်ပါတယ်သားသမီးတိုးတက်အောင်မြင်ကြီးပွားခြင်းနဲ့သားသမီးတွေတမာရီရခြင်းနဲ့စိတ်တည်ငြိမ်ခြင်းနဲ့လုတ်သမျှတွေအောင်မြင်ခြင်းနဲ့ဆိုရင်တော့ဂါရာအတူလေးရိုက်တဲ့ဂါရာလေးတွေကိုရွတ်ဖတ်ပူဇော်ကြပါလို့ဘာကြီးကပြောပြပေးရင်ဖြစ်ပါတယ်သားသမီးတို့ရေသားသမီးတို့ရေအားလုံးနော်တမာရီအားကောင်းကြပါစေတည်ငြိမ်ရင့်ကျက်တဲ့သားသမီးဖြစ်ကြပါစေစိတ်တည်ငြိမ်လာတဲ့အခါတမာရီအားကောင်းလာတဲ့အခါအမှန်ကိုဆုံးဖြတ်နိုင်တယ်အမှန်ကိုမြင်နိုင်တယ်ဒါဆိုရင်လုတ်သမျှတွေအောင်မြင်နိုင်တယ်တိုးတက်နိုင်တယ်နော်သားသမီးတွေအားလုံးတိလတမာရီအားကောင်းတဲ့သားသမီးတွေဖြစ်ကြပါစေလုတ်သမျှဂိုင်သမျှအောင်မြင်တိုးတက်ချမ်းသာကြွယ်ဝတဲ့သားသမီးတွေဖြစ်ကြပါစေလောကဆန္ဒပြေဝကြပါစေ